ဟုတ်ကဲ့ဒီဆရာကြီးကိုလင်းနေရေးဆက်ခဲ့ရမှာနာမည်ကျော်ကြားခဲ့တဲ့မြန်မာသချင်းတွေအများကြီးပါတယ်ဗောနော်အဲ့ဒီမှာမူရင်းတည်တန်ရှင်ကြီးဘဝဒေါ်ဒီနေများတည်ဆိုခဲ့တဲ့ချစ်သူတို့ရှောက်သုံးလမ်းကလေးဆိုချင်းလေးပြပေးကြပါမယ်နောက်ဆုံးပါChú thôi